Hello အားလုံးပဲမင်္ဂလာပါချစ်တို့ရေ stainless steel အထိုးနက်ကလေးတွေเนาะအသစ်ရောက်ထားပါတယ်เนาะဒါလေးတွေဆိုရင်ရေချွေးဆက်ပြလို့ရှင်ပင်လယ်စားငယ်ရေကြိုက်ရထီလို့ရပါတယ်ရှင်ဒီဇိုင်းလေးတွေကအများကြီးရောက်ထားပါတယ်เนาะဒီဟာလေးဆိုရင်ရက်တောင်ဒီဇိုင်းလေးပါရှင်တော်တော်များများလူကြိုက်များပြီးအရန်ရောက်ရတဲ့ဒီဇိုင်းလေးပါเนาะဝစ်ကတာပေါ့ပေါ့ပါပါဖြစ်ပြီးတော့လုံးဝမလေးပါဘူးရှင်နေ့တိုင်း daily ဝစ်ထားလဲရပါတယ်เนาะနားတွဲမာတွေပါတယ်စိတ်ပူစရာမလိုပါဘူးเนาะသူကကြတော့နောက်ပိတ်ကလေးကတော့အပိုပါတာပါရှင်နောက်ပိတ်ကိုတက်ပြီးဝစ်လဲရတယ်မတက်ပဲဝစ်လဲရပါတယ်เนาะဒီမှာပါရက်တောင်လေးပါအရန်လှပါတယ်เนาะပစ္စည်းလေးတွေကအကုန်မြန်တာဖြစ်တဲ့အတွက်เนาะမြင်မြန်လေးမှာစေချင်ပါတယ်ချစ်တို့ရေနောက်ဒီဇိုင်းလေးပြပေးပါမယ်ဒီမှာပါဒီဒီဇိုင်းလေးကတော့ကလိုဗာလေးပါရှင်ကံပွင့်လက်ပွင့်စေတဲ့ကလိုဗာလေးပါเนาะသူကကျတော့ကလိုဗာကိုအပေါက်ဒီဇိုင်းလေးပါရှင်အပြည့်ဒီဇိုင်းလေးလည်းရှိတယ်เนาะထပ်ပြီးပြပေးပါမယ်เนาะကဲဒီမှာပါနောက်ထပ်ဒီဇိုင်းလေးကတော့ကလိုဗာလေးကိုဒီလိုအပြည့်လေးပါရှင်သူကကျတော့နေရောင်နဲ့တို့ဘာလို့မှဆိုရွှေရောင်လဲလဲလေးဖြစ်နေမှာပါเนาะဒီမှာတော့ဒါလေးလဲလှပါတယ်ချစ်စရာလေးเนาะstainless steel ကိုလုံးဝအကောင်းလိုင်းအမြင့်လိုင်းကိုမှတင်ပေးတာဖြစ်တဲ့အတွက် quality ကတော့စိတ်ပူစရာမလိုဘူးเนาะ color လည်းလုံးဝရွှေအစ်စ်တိုင်းဝစ်ကပါမယ်ကဲဒီမှာပါเนาะဒီဒီဇိုင်းလေးကတော့အန်စာတုံးဒီဇိုင်းလေးပါရှင်ရွှေတုံးဒီဇိုင်းလို့လည်းခေါ်ပါတယ်ချစ်စရာလေးတွေပါเนาะကဲဒီမှာเนาะဒီဒီဇိုင်းလေးကကျတော့ကျယ်နဲ့လာလေးပါရှင်ဒါလေးလည်းချစ်ဖို့ကောင်းပါတယ်เนาะကျယ်လာဒီဇိုင်းလေးကြရင်ဒါလေးရဲ့ဆွဲကြိုးလေးတွေပါ1 set ရှိပါတယ်ကဲဒီဒီဇိုင်းလေးကတော့เนาะကွန်ရွက်ပုံဒီဇိုင်းလေးပါသူကလည်းအရန်လှတယ်ဒီလားဟိုလိုရိုးရိုးချက်ပြားပုံစံမျိုးကြီးမဟုတ်ပဲเนาะအပေါ်မှာကျတော့ဖောင်းကြော့ဒီဇိုင်းလေးနဲ့တကယ်အရွက်ပုံစံကြွတ်လေးလုပ်ပေးထားတာပါเนาะဒီဒီဇိုင်းလေးလည်းအရန်လှတယ်ပုံစံအစမ်းလေးနေရောင်ထဲမှာဆိုလုံးဝဖြစ်ဖြစ်နေပါတယ်เนาะကဲဒီမှာပါဒီဒီဇိုင်းလေးလည်းအရန်လှပါတယ်ချစ်တို့ရေเนาะဒါလေးလည်းနှင်းပွင့်ပုံစံလေးပါအပေါ်မှာရွှေမုံလေးတွေပါပါတယ်เนาะချစ်စရာလေးဒါလေးဝင်းလိုက်ရင်ဒီမှာလေးနှဆွဲလေးတွေကြိုက်တဲ့သူဆိုဒီလိုလေးတွေဝေအရန်လှတယ်အစ်စ်လေးတိုင်းပဲကဲဒီမှာပါဒါလေးလည်းအရန်လှပါတယ်ဝစ်လိုက်တာနဲ့လေ၄တောက်ဘောင်ကိုဒီဇိုင်းလေးပါရှင်တချို့ဒီဇိုင်းတွေကလေကြည့်ရရင်တမျိုးသာဖြစ်နေတာဝစ်လိုက်ရင်နားပေါ်ရအောင်အရန်လှတယ်တဲ့လားလူတိုင်းဝစ်လို့အဆင်ပြေမဲ့ဒီဇိုင်းလေးတွေကိုထုတ်ပေးထားတာပါရှင်ဒီဒီဇိုင်းလေးကတော့เนาะကျယ်လေးအပေါက်ကလေးပါရှင်ကျယ်လေးကိုဘောင်ကိုကလေးပဲပါပါတယ်เนาะအပြည့်ဒီဇိုင်းလေးလည်းထပ်ပြပေးပါမယ်ကဲဒီမှာတော့တဲလေးတို့ဒီဒီဇိုင်းလေးကတော့ကျယ်ပွင့်လေးsorry ကျယ်ပွင့်အေးပေါ့ကျယ်လေးကိုမှအပြည့်လေးပါရှင်เนาะဒါလေးလည်းအရန်လှပါတယ်အပြည့်ကြိုက်ရင်တော့ဒါလေးယူပါကဲဒါလေးကတော့လူကြိုက်အများဆုံးလေးပါရှင်ပန်းလေးကိုမှအလယ်မှာဝစ်ဆန်လေးနဲ့ပါเนาะဒါလေးဒီဇိုင်းစုံရပါမယ်ရှင်ကြိုက်တဲ့ပုံလေးတွေ screenshot ရိုက်ပြီးတော့Facebook CB မှာလည်းဝယ်လို့ရပါတယ် Viber နံပါတ်09961950ကနေလည်းမှာယူလို့ရပါတယ်ချစ်တို့ရေလက်လီလက်ကရောင်းချပေးပါတယ်အသက်တာဆုံးဈေးနဲ့ရောင်းပေးပါမယ်เนาะချစ်တို့ရေပစ္စည်း quality ကတော့เนาะအာမခံပါတယ်